English ကိုပြောမယ်ဆိုရင် can you come over to my room or something like that သူတို့အဲ့လိုပြောရမှာအဲ့လိုမျိုးပြော come ဆိုလာစမ်းဆိုတဲ့အတိတ်ပဲပါတည်ရမလားအဲ့ချိန်မှာထောင်းနေပဲဘာမှမဟုတ်ပါတည်ရမှာသူကအသက်ငယ်နေတဲ့အချိန်လေးဖြစ်တဲ့ကြောင့်မလို့အရန်စိတ်က sensitive ဟုတ်ပါလားပေါ့သူကဘာစိတ်နဲ့ပြောရလဲတခုဆိုအကျိုးကြီးနဲ့ပြောရလားကဲဒီနေ့ပြောချင်တာလေးရတော့ပြောမပြတ်ရုံးတက်နိုင်ခဲ့ပြီဆိုတာလေးကိုလုံထက်မှတွေ့ကြုံရတာလေးပြန်ပြီးတော့ share တာပေါ့နော်အကြောင်းအရာတော့ဒီလိုပါဟိုလေးက site meeting မှာပေါ့နော်ကိုယ့်ရဲ့ main ကိုနဲ့စကားပြောရတဲ့အခါမှာသူတို့ဘယ်လိုစိတ်မျိုးနဲ့ရင်ဆိုင်ခဲ့တယ်ဆိုတာမျိုးပေါ့နော်ကိုယ့်ကိုယ်ဘက် compare လုပ်တယ်အများတန်းအဲ့တော့ဟိုအရင်တော့ကိုနဲ့အခုကိုနဲ့ဘယ်လိုကွာခြားသွားတယ်ဆိုတာလေးကိုဒါပြပြချင်တယ် main ကိုရဲ့ထုံးစံအတိုင်းနည်းနည်း bully လုပ်ချင်တာလည်းပါတာပေါ့အမှဆိုရင် project က rushing ဖြစ်နေတဲ့အချိန်မှာကိုက manpower အယောင်50လောက်ထည့်ထားပေမဲ့ထပ်ပြီးတော့ထည့်ဖို့အတွက်ကိုသူက push လုပ်တာဘာလို့ဆိုသူတို့ schedule မပေးနိုင်တော့ဘူးမပေးနိုင်တဲ့ကြောင့်ကို agree လုပ်ထားတဲ့အရင်အတွက်ထည့်ပို့ပြီးတော့ထည့်ဖို့အတွက် push လုပ်တာနင်တို့မလုပ်နိုင်ဘူးလားမလုပ်နိုင်နေမဖြေနိုင်နေရဲ့နေထက်ကြီးတဲ့ position လားဖြေအဲ့လိုမျိုးပါတကယ်လို့နေမဖြေနိုင်ရင်နင်လည်းဒီ site ကိုလာကြမလို့ဘန်မယ်ဒီကမှာသူတို့တွေရဲ့ချင်းချောက်တဲ့ပုံစံရ fine ချမယ်ဘန်မယ်ဒါ construction fee မှာဖြစ်နေကြထုံးစံကွာအဲ့ဆိုအဲ့ဒီကောက meeting သွားတက်ကိုယ့် project manager လည်းမရှိဘူးဆိုတာ resign တင်လိုက်ပြီဆိုတော့အမှန်ဆိုကိုယ့်ရဲ့ position project ဘိုင်းမဟုတ်ဘူးကိုက commercial engineer manager ဒါပေမဲ့ engineer ပဲရှိရဆိုင်ထဲမှာ project engineer ပဲရှိရ project engineer ကျတော့သူတို့ကအပြေမခံဘူး manager level ပဲလာခဲ့ manager level ပဲလာခဲ့ဆိုတော့အဲ့ဒါကိုသွားလိုက်တယ်ပေါ့ကိုသွားလိုက်တော့သူတို့ကပြောလဲဆိုတော့ manpower increase လုပ်မလုပ်နိုင်ရင်တည်ရမှာတခုလုပ်မယ်အဲ့လိုပုံစံနဲ့ okay နားထောင်ပေးလိုက်တယ် manager 2ယောက်နဲ့ကို meeting လုပ်တယ်ကိုကအဲ့ခံမှာ1ယောက်တည်း okay အရင်တော့သူတို့ပြောတဲ့စကားကိုနားထောင်ပေးဘာဖြစ်ချင်တာလဲ okay သူတို့က manpower increase လုပ်ချင်တာတိုးချင်တာဒါပေမဲ့ကိုအနေထားလေးကမတိုးနိုင်ဘူး50တက်ထပ်ပြီးတော့မတိုးနိုင်ဘူးအဲ့ဒီတော့ငါပုံမှန်လေးပြောမယ်ငါထပ်ပြီးတော့မတိုးနိုင်ဘူးငါတို့ company မှာထပ်ပြီးတော့ resources မရှိဘူးမတိုးနိုင်ဘူးနောက်တစ်ချက်ကနင်တို့ငါတို့ engineer ကိုမနက်တိုင်း 2 box meeting တက်ခိုင်းတာတို့မဆို manager level ကိုစိုက်ထဲမှာအများနေစင်နဲ့များရှိစေချင်တာလို့ဆိုတော့ငါတို့မလုပ်နိုင်ဘူးအဲ့ဒီတော့ကိုနင်တို့က fine ချမယ်ဆိုတာကိုငါတို့ agreement လုပ်ငါတို့ contract ထဲမှာလည်းအဲ့ဒါမျိုးနဲ့ပတ်သက်ပြီးရေးမထားဘူးအဲ့ဒါကြောင့်နင်တို့ annual charge ခွင့်မရှိဘူးကိုလည်းကိုဖြစ်ချင်တာပေါ့တိုက်ရိုက်သူတို့ပြောတော့အဲ့ဒီမှာမဖြစ်လဲဆိုတော့ manager 2ယောက်နောက်တစ်ယောက်ကအရင်တင်းသွားတယ်ဘာလို့ဆိုသိရမလားသူတို့ရဲ့ထုံးစံရ main ကို respect ရှိရမယ်ကိုလည်း respect မရှိရဘူးကွာ respect နဲ့ကောင်းကောင်းမတည်တည်ငြိမ်ငြိမ်ပဲပြောတယ်ကိုက respect မရှိရမှာဟုတ်ကွာသူတို့ပြောတဲ့ respect ဆိုတာက yes man ပေါ့သိရမလားငါတို့ပြောတာလို့အင်းဆိုတာဖြစ်စီချင်ကိုအနေနဲ့ကြာတယ်မဖြစ်နိုင်ဘူးကွာမဖြစ်နိုင်တော့အတင်းဘူးလေးလောက်ခွင့်မပေးနိုင်ဘူးအဲ့တော့အခြေတင်ပြောနေကြတာပေါ့အခြေတင်ပြောတဲ့အချိန်မှာကိုကလည်းပြောလိုက်တယ် okay ကိုယ့်ရဲ့ boss ကလည်း green light ပြထားတော့ okay အဲ့ဆိုရင်နင်တို့ငါတို့မတိုးနိုင်ဘူးလုပ်ချင်တယ်ငါတို့အကုန်လုံး resources တွေ take out လုပ်ပြီးတော့သွားဆိုလဲတခြား site တခြားငါတို့နဲ့ကို့မှာလည်း site ရှိတာပေါ့အကုန်လုံးဒီ site ကနေထုတ်သွားဆိုရင်တော့မှပဲထုတ်သွားမယ်ဆိုတဲ့ပုံစံနဲ့ပြန်ပြီးတော့တည်မယ်သူကကိုကြက်တော့ပြန်ပြီးချင်းချောက်တဲ့ပုံစံနဲ့ဒါပဲလုပ်နိုင်မယ်ဒါမှမလုပ်နိုင်ငါတို့ထွက်သွားဆိုလဲထွက်သွားမယ်ဆိုတဲ့ပုံစံနဲ့အဲ့လိုမျိုးပြန်ပြီးဖြဲအောင်ဖြဲအဲ့ချိန်မှာနောက်က manager တယောက်ကရန်တော်တာတော့တည်မယ်သူကပုံစံနဲ့ပြန်ပြောအဲ့နဲ့ထားပြီးဟိုလင်ဖြုံကောင်းကောင်းနဲ့ဒီတော့ company ကတန်းကဘယ်လောက်မှရှိသေးတာမဟုတ်ဘူးဒီ project ဒီလိုမျိုးကြီးကြီးမားမားကိုသူတို့ပေးလို့ရတယ်ဆိုတဲ့ပုံစံနဲ့တည်ရမလားအမှန်ပါတယ်သူပြောလို့ကို company ကလည်းexperience အလောက်မရှိသေးဘူးဒါပေမဲ့တခါတလေကျရင် company တဲ့တန်းကိုကြည့်လို့မရဘူးကွာ experience ကိုကြည့်လို့မရဘူး company မှာလုပ်နေတဲ့လူတွေကဘယ်လိုရေးချင်းရှိရဆိုတာမျိုးကြည့်ရတယ်ဒါပေမဲ့ပြောချင်တာသူတို့အဲ့လိုထားပြီးပြောရပါတော့ပြီးတော့ညီတို့ရဲ့ workers တွေကလည်းစိတ်ထဲမှာကောင်းကောင်းဟိုမဖြစ်ဘူး perform မလုပ်ဘူးပေါ့နော်အများကြီး challenge နဲ့ဟိုသွားတဲ့ဒီသွားတဲ့ material တွေဆိုလဲ wastage ဖြစ်တယ်ဘာညာနဲ့ကိုတစ်ချက်ပြပြ material က wastage ဖြစ်တာငါတို့ဝယ်တာငါဟိုပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့ညီတို့ပြောခွင့်မရှိဘူးဘာလို့ဆိုညီတို့ material မဟုတ်ဘူး okay ညီတို့ပြောငါတို့ remind လုပ်တဲ့ကျေးဇူးတင်တယ်နောက်တစ်ခုကငါတို့ရဲ့ workers တွေ site ထဲမှာတူပါတူပေါ့ challenge လုပ်နေရပဲဖြစ် escape ဖြစ်တာပဲဖြစ်အဲ့ဒါကငါတို့နဲ့ပဲဆိုင်တယ်အဓိကကငါတို့ပေးထားတဲ့ schedule ကိုသူတို့ follow up လုပ်နိုင်ရပြီသူတို့ within or the best of the best အဲ့ဒီမှာပြအောင်လုပ်နိုင်ပြီဆိုရင်ငါဘက်က okay ရဲ့အဲ့ဒါပတ်သက်ပြီးညီဘာမှပြောခွင့်မရှိဘူးဆိုတဲ့ပုံစံနဲ့ကိုကလည်းပြင်ဖြဲရပါဖြဲတော့စပိတ်သွားသူအဲ့လိုမျိုးဝါးရီလုပ်ပြီးတော့နောက်တစ်ယောက်ကထားလာပြန်ညီငါတို့ကဒီ construction fee မှာနှစ်30လောက်လုပ်တာဟိုသိရမလားဟိုတချို့လူရရှိရပါရာလူစားကြည့်ပေမဲ့သိရမလားဟို show off အရာလုပ်ချင်တာဟိုသူတို့မတည်ဘူးလားမဟုတ်ဘူးဆိုတော့လည်းသိပါတယ်ဒါပေမဲ့သူတို့ပြောရဲ့ရာခိုင်နှုန်း100ရာခိုင်နှုန်းမှာက90ရာခိုင်နှုန်းလောက်က show off လုပ်ငါဒီ construction fee မှာနှစ်30လောက်လုပ်လာတာငါဘာမှမသိရဘာမှမရှိဘူးသိရမလားအဲ့လိုပုံစံနေနဲ့နားထောင်ပေးလိုက်တယ်သူပြောချင်တယ်လို့သူမျက်နှာပြုံးပြုံးလေးပဲကြည့်ပြီးနားထောင်ပေးလိုက်တယ်သူအရင်ဒေါသထွက်နေတယ်နားထောင်ပေးလိုက်โอเคသူတို့ပြောလို့ပြီးပြီမလားโอเคကိုလိုချင်တဲ့ point ကိုပဲကိုပါမဆွဲပြီးတော့နားပြောတယ်မလုပ်ပေးနိုင်ဘူးခိုင်းချတာလက်မခံဘူးညီတို့မကြိုက်လို့ထွက်သွားဆိုလဲထွက်သွားမယ်
အဲ့ပုံစံနဲ့ပြောပြီးတော့ meeting ကပြီးသွားတယ်ဘာလို့ဆိုတော့သူလည်းကိုတွေကိုဟိုဒီအချိန်မှာ Roger Rush ဖြစ်နေတဲ့အချိန်မှာတော့တော့မပြုတ်နိုင်ဆိုတော့ကိုတည်ရပါတည်တော့အဲ့ပြောခဲ့ပြီးသွားဒါပေမဲ့နောက်နေ့ကျတော့သူတို့ပုံစံတွေကပုံမှန်တိုင်းပဲကောင်းကောင်းမပြန်ဖြစ်သွားတယ်မှာ meeting မှာသာရှာမလားလို့ဖြစ်အကြီးရပုံစံအဲ့ပြောချင်တာကတီးခံတယ်ဟို junior ဘွားတွေတော့ဆိုရင်ကိုရွှေတောင်မှာလုပ်ခဲ့လွန်ခဲ့တဲ့10နှစ်လောက်က junior ဘွားနဲ့Junction City project ပြန်သွား Junction City project တော့ကိုကလည်းနေရလာတာပါဘုံကြောင်ပြဆယ်တော့ဘုံကြောင်မှာဆယ်အောင်တော့ဆိုတော့ဘုံမှာလိုက်တယ်တမီးရဲ့တီးခံတယ်အဲ့ရှင်မှာတီးခံဆိုတဲ့စကားကိုမသိဘူးကွာတီးခံဆိုဘာပြောအင်းလောက်ရမယ်ဆိုတာတော့ပဲတီးရဲ့အရွယ်ကွာတီးရတာအဲ့ဆိုတော့ကို့ပုံမှာမတရားလုပ်နေရဖြစ်ဖြစ်ဟိုကို့စိတ်ဆောင်းလုပ်နေရဖြစ်ဖြစ်တခုခုဆိုရင်လည်းစိတ်ကအရန်ကိုမခံချင်စိတ်တွေဖြစ်တယ်ကွာဒါပေမဲ့အော်ငါတီးခံမှာပဲငါတီးခံမှာပဲဆိုတော့ဘာမှမပြောဘဲနဲ့တနုံနဲ့တီးခံခဲ့အဲ့အချိန်ကြီးပြန်နောက်တစ်ခုကစာလုံးရောက်ကစားအဲ့ဂျန်ရှင်းစီတီမှာ3နှစ်လောက်ပြီးတော့စာလုံး2018မှာရောက်တယ်အဲ့တော့ပထမဆုံးကုမ္ပဏီမှာတတိမဟိုကိုခေါ်တယ်အေး come လို့ပြောတဲ့အချိန်မှာတင်လားဟို English လို့ပြောလို့ဆိုရင် can you come over to my room or something like that သူအဲ့လိုပြောရမှာအဲ့လိုမျိုးပြော come ဆိုလာစမ်းဆိုတဲ့အတိတ်ပဲပါတည်ရမလားအဲ့ချိန်မှာထောင်းနေပဲဘာမှမဟုတ်ပါတည်ရမှာသူကအသက်ငယ်နေတဲ့အချိန်လည်းဖြစ်တဲ့ကြောင့်မလို့အရန်စိတ်က sensitive ဟောဘာလားပေါ့သူကဘာစိတ်နဲ့ပြောရလဲအခုဆိုအကျိုးကြီးနဲ့ပြောရလားပေါ့ဟောမှာဆိုရင်သူတို့အိမ်မှာဆိုရင်မြန်မာမိတ်တွေရှိရကွာဟေးငါတို့အိမ်ကမြန်မာမိတ်ကဘလို့နေရဘလို့အဲ့လို compare လုပ်လဲကွာစိတ်ဟောသူကဘလို့ဆက်ဆံတာအဲ့လိုမျိုးကွာကိုအနေထားလဲတည်ရမလားကိုနိုင်ငံနဲ့တင်ငယ်ကြပါအဲ့လိုမျိုးဆိုတော့ကိုတင်ငယ်တာပေါ့ပြောရမယ်တင်ငယ်စိတ်နဲ့စိတ်ကမကြည့်ဘူးကွာအဲ့လိုဂျူနီယာဘွားတွေမှာတော့ဒါပေမဲ့နောက်ပိုင်းကျတော့တွေ့လာတယ်တရုတ်တွေရဲ့ထုံးစံအရသူတို့အချင်းချင်းကိုလည်းလိုင်းလို့ပြောတယ်လာအောင်လို့ပါလို့ဆိုအေးလိုင်းအဲ့လိုမျိုးပြောကြတယ်ကွာဟောသူတို့ကဒါတရုတ်ကနေ translate လုပ်ပြီး English လို့ပြောတဲ့ကြောင့်လို့ဒါရင်းနှီးသမှုနဲ့ပြောတယ်ဆိုတာကိုနားလည်လိုက်ကွာအဲ့လိုမျိုးဟိုပြောချင်တာကအသက်အရွယ်တခုရလာတဲ့အခါလည်းဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းအဲ့လိုဒီပါကျိုးဆရာတော်ဘုရားကြီးတရားတွေထဲမှာလည်းပါတယ်ပေါ့တီးခံတယ်ဆိုတာတကယ်တော့ကိုယ့်ရဲ့မူရင်းစိတ်အနေထားကိုမပြတ်ဖက်နဲ့တုံ့ပြန်နိုင်တော့တီးခံတယ်လို့ခေါ်တာအဲ့လိုတီးခံတဲ့အတွက်ကိုလည်းခုနပြောသလိုပေါ့ဟိုကိုလုံးချင်တာကိုဖြစ်ချင်တာကိုအောင်မြင်နဲ့လုံနိုင်ခဲ့တယ်ပေါ့နော်ဒါလေးပါပဲအားလုံးပဲတီးခံတဲ့ဆိုတဲ့အတိတ်ကိုပြပြတီးပြီးတော့တီးခံစိတ်လေးနဲ့အလုပ်လုပ်ကြရင်အောင်မြင်မှုရရကြပါစေ